အားလုံးပဲမင်္ဂလာပါဒီနေ့ကစပြီးတော့ Deck Grad Interview Preparation Course ရဲ့ပထမဆုံးနေ့ကိုစတင်လိုက်ပါပြီသင်တန်းရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကို90ရာခိုင်နှုန်းတေချာပေါက်အလုပ်ခံရအောင်ပြင်ဆင်ပေးဖို့အခုတော့ကျွန်တော်တို့အားလုံးမှာနည်းပညာဗဟုသုတတွေ knowledge တွေရှိနေပြီးသားပါဒါပေမဲ့ interview မှာအောင်မြင်ဖို့ဆိုရင်အဲ့ဒီ knowledge တစ်ခုတည်းနဲ့မလုံလောက်ပါဘူးကဲအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့သင်တန်းလေးကိုစတင်လိုက်ရအောင်ပါinterview မှာအောင်မြင်ဖို့အတွက် formula တစ်ခုကိုမှတ်ထားလိုက်ပါကျွန်တော်တို့ကဒါကို interview success formula K+C+A formula လို့ခေါ်ပါတယ် interview success equal to K+C+A ဖြစ်ပါတယ်ဒါဆိုရင် K+C+A ရဲ့အဓိပ္ပာယ်လေးကိုရှင်းပြပါမယ် K ဆိုတာကတော့ knowledge ပါဒါကတော့ကျွန်တော်တို့တမောသားအကြောင်းတွေသင်တန်းတွေတက္ကသိုလ်တွေကနေပြီးတော့ရှာထားတဲ့ပညာရေးဆိုင်ရာဗဟုသုတတွေပါ Deck Grad ဆိုတဲ့အတွက်ကြောင့်မို့ navigation seamanship safety producer စတာတွေပြောနိုင်ရပါမယ်ဒါ interview ရဲ့90ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးပါတယ် C ဖြစ်တဲ့ confident ကိုတိယာတွေကိုယုံကြည်မှုရှိနဲ့ပြက်တသားပြန်ပြောနိုင်ဖို့ပါတချို့လူတွေကအရန်တော်ပေမဲ့စကားပြောရင်မျိုးလုံးချင်းမစုံတုံဆိုင်နေတယ်အဲ့ဒီခါ interviewer ကတင့်ကိုဖိအားတံမခံနိုင်ဘူးလို့ယူဆသွားနိုင်တယ်ခေါင်းမငုပ်ပါနဲ့အတန်မတိုးပါနဲ့A attitude 20% စိတ်နေသဘောထားကအရေးကြီးဆုံးပါDeck Grad တယောက်ကိုခန့်တဲ့အခါကုမ္ပဏီကဘာကိုကြည့်လဲသိလားတင်ယူလို့စိတ်စီကံလိုက်နာမှုအမိန့်နာခံမှုကျွန်တော်တို့ကအမှားလုပ်ရင်တင်ယူဖို့အသင့်ရှိကြောင်းဖွဲ့စည်းနဲ့ပူးပေါင်းဆောင်ရွက်မဲ့သူဖြစ်ကြောင်းကိုပြသပါမယ်ဒါဆိုရင်တော့ interview အောင်မြင်မှု interview ဆက်ရဲ့ formula ကတော့knowledge 50% confidence 30% နဲ့ attitude 20% လို့ပဲဖြစ်ပါတယ်ကြရက်ရာတို့ကအတွေ့အကြုံယူနေတဲ့အဆင့်ပါဘယ်သူမှကျွန်တော်တို့ကိုအရာရှိကြီးလို့မမျှော်လင့်ထားပါဘူးဒါပေမဲ့ဒီချက်၃ချက်ကိုတော့ကျွန်တော်တို့မှာရှိနေရပါမယ်နံပါတ်1လေးလာသူမသားသူဖြစ်ပါ B ရဲ့ learner observer တမောပေါ်တက်တာအတင်ယူဖို့ပါပဲဘာတွေတင်ယူခြင်းပါတလဲ What do you want to learn ဆိုတဲ့မေးခွန်းကိုရှင်ထဲကလာတဲ့စကားလုံးတွေနဲ့ဖြေပါတမောပေါ်ကအရာအလုံးကိုဂရုတစိုက်လေ့လာခြင်းနဲ့စိတ်သက်ကိုပြသပေးပါနံပါတ်2မိမိရဲ့အကန့်အသတ်ကိုသိပါ Know your limit မသိရင်မသိဘူး I don't know လို့ဝန်ခံပါဒါပေမဲ့သင်ယူဖို့အသင့်ရှိပါတယ် I ready to learn လို့ချက်ချင်းဆက်ပြောပါဟန်ဆောင်ပြီးအလိညာစကားတွေလုံးဝမပြောပါနဲ့ရေချောင်းလောကမှာမသိပဲလုံးမိတာအသက်အန္တရာယ်ရှိစေနိုင်ပါတယ်နံပါတ်3အမိန့်ကိုလေးစားပါ respect and follow order တမောစစ်တဲ့နဲ့နီးစပ်ပါတယ်စီကံနဲ့အမိန့်နာခံမှုကအဓိကပါ interviewer ကကျွန်တော်တို့ကို captain chief officer ကမှားရင်းနဲ့အမိန့်တစ်ခုပေးလိုက်ဘယ်လိုလုပ်မလဲWhat will you do if Captain CEO give you a wrong order လို့မေးနိုင်ပါတယ်ကျွန်တော်တို့အဖြေကအမိန့်ကိုလေးစားစွာနားခံမယ်သို့တော့ဘေကင်းရေကိုမေးမြန်းဆွေးနွေးမယ် I will respectful obey order but I will ask and discuss my safety ဆိုတဲ့ပုံစံမျိုးဖြစ်ရပါမယ်ဒီ mindset ပိုင်းနဲ့ပတ်သက်လို့စိတ်ထဲမှာမရှင်းတာသိကျင်တာစိုးရိမ်တာတွေရှိမေးမြန်းနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မေးတဲ့မေးခွန်းတွေလည်းဖြေကြားပေးခဲ့ပါဦး confidence မရှိဘဲနဲ့ knowledge ပဲရှိရသူတင်းတို့ရောအလုပ်ခံမလား Deck Grad တယောက်အတွက်အရေးကြီးဆုံးစိတ်တက်ကဘာလဲအရေးကြီးရဆိုရင်လည်းဘာလို့အရေးကြီးဆုံးလို့ထင်တာလဲ comment မှာဆွေးနွေးပါပြကြပါဦးဗီဒီယိုလေးကို
အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်